နန်နန်ပင်ကိုဈေးကဝယ်စားနေစရာမလိုပဲကိုယ့်အိမ်မှာပဲလွယ်လွယ်ကူကူပြန်လဲစိုက်ပျိုးနိုင်တဲ့နည်းလမ်းလေးတစ်ခုကိုဒီနေ့မျှဝေပေးချင်ပါတယ်အရင်ဆုံးအသုံးပြုပြီးသားစိုက်မြေကိုပြန်လဲအသုံးချမယ်ဆိုရင်ရေနွေးနှင်းငယ်လောင်းပေးပြီးမြေစီလွှာတွေကပိုးမွှားနဲ့မလိုလားအပ်တဲ့အရာတွေကိုရှော့ချပေးပါပြီးတဲ့နောက်မြေရဲ့စိုစွတ်မှုနဲ့အပူဓာတ်ကိုထိန်းထားနိုင်ဖို့အဖုံးတစ်ခုခုနဲ့ခဏဖုံးအုပ်ထားပေးပါနောက်တစ်ဆင့်အနေနဲ့နန်နန်ပင်ရဲ့အမြစ်ပါဝင်တဲ့အောက်ပိုင်းကိုနှစ်လက်မခန့်ချန်ထားပြီးဖြည့်ယူပါပြီးရင်စိုက်မြေထဲမှာအပေါက်လေးတွေပြုလုပ်ပြီးအပင်တစ်ပေါက်ကိုတစ်ပင်သို့မဟုတ်နှစ်ပင်စီထည့်စိုက်နိုင်ပါတယ်စိုက်ပြီးတဲ့နောက်မြေကိုအနှဲငယ်ဖိပေးကရေကိုလည်းအလုံးမများစေပဲဖြည်းဖြည်းချင်းလောင်းပေးပါအမြင့်မှာကြန့်ရှိနေတဲ့စွမ်းအားနဲ့တင့်တော်တဲ့စိုစွတ်မှုကြောင့်အပင်သစ်တွေထွက်လာတာပုံမှန်မြန်ဆန်စေပါတယ်။ရက်နှဲငယ်ကြာလာတဲ့အခါအညွန့်သစ်တွေစတင်ထွက်ပေါ်လာပြီး10ရက်ဝန်းကျင်ဆိုရင်အပင်လေးတွေတန်မာလာတာကိုမြင်တွေ့ရမှာပါ။နှစ်ပတ်ခန့်ကြာမှာတော့ဟင်းချက်ဖို့အတွက်စခုအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ဒီနည်းလမ်းရဲ့အားသာချက်ကတော့တစ်ချိန်စိုက်ထားရုံနဲ့လအတော်ကြာအောင်အဆက်မပြတ်စခုစားသုံးနိုင်တာပါပဲနေရာလဲများများမလို့သလိုကုန်ကြစရိတ်လည်းတက်တာတာကြောင့်အိမ်စိုက်ပျိုးရေးဝါသနာရှင်တွေစမ်းသပ်ကြည့်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ဒီလိုအသုံးဝင်တဲ့စိုက်ပျိုးရေးနည်းလမ်းလေးတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် like နဲ့ share လုပ်ထားဖို့မမေ့ပါနဲ့နော်